မင်္ဂလာပါဗျဝေယံ knowledge မြန်မာမှာကြိုဆိုပါတယ်ကျွန်တော်ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like and subscribe နှိပ်ပေးသွားကြပါဗျကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကမြန်မာနိုင်ငံအလံကျွန်တော်တို့မြန်မာနိုင်ငံအလံဘယ်နှကြိမ်ပြောင်းခဲ့တယ်လဲအလံတစ်ခုချင်းစီရဲ့သမိုင်းကိုပြောပြပေးသွားမှာပါကျွန်တော်တို့နေ့တိုင်းမြင်နေရတဲ့မြန်မာနိုင်ငံအလံဟာပထမဆုံးအလံမဟုတ်ဘူးဆိုတာသင်သိပါသလားကျွန်တော်တို့နှစ်ပေါင်းရာချီတဲ့သမိုင်းတစ်လျှောက်မြန်မာနိုင်ငံရဲ့အလံဟာခေတ်အဆက်ဆက်အချိန်ချင်းပြောင်းလဲခဲ့ပါတယ်။အလံတစ်ခုချင်းစီမှာလည်းခေတ်တစ်ခေတ်ရဲ့သမိုင်းနိုင်ငံရေးနဲ့အဓိပ္ပာယ်တွေကလည်းဖုံးကွယ်နေပါတယ်။ကျွန်တော်ဗီဒီယိုကနေဒီနေ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလံတွေရဲ့သမိုင်းကိုအစမှအဆုံးပြောပြပေးသွားမှာပါ။ကုန်းမောက်ခေတ်တော်ဝင်အလံ1950နှစ်1885ကုန်းမောက်ခေတ်မင်းအဆက်ဆက်လက်ထက်မှာအသုံးပြုခဲ့တဲ့တော်ဝင်အလံဖြစ်ပါတယ်1952ခုနှစ်မှာအလောင်းမင်းတရားကြီးကကုန်းမောက်မင်းဆက်ကိုတည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံကိုတစုတစည်းတည်းဖြစ်အောင်အုပ်ချုပ်ခဲ့ပါတယ်အလံရဲ့အနီရောင်ကရဲစွမ်းတတိနဲ့ဘရင်အာဏာကိုကိုစားပြုပါတယ်အလံရဲ့အလဲကရွှေရောင်ချင်းသေးကတော့ခွန်အားတတိနဲ့နိုင်ငံတော်ကိုကာကွယ်ဆောက်ရှောက်ခြင်းကိုဆိုလိုပါတယ်ဒီအလံဟာမြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုဖော်ပြတဲ့တော်ဝင်အမှတ်အသားတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတတိယအင်္ဂလိပ်မြန်မာစစ်ပွဲကြီးအပြီးဗြိတိရှားတို့ကမြန်မာနိုင်ငံကိုသိမ်းပိုက်လိုက်တဲ့အတွက်ဒီအလံကိုအသုံးပြုလို့မရတော့ပါဘူး။ဗြိတိရှားကိုလိုနီခေတ်အလံ1936 1948ကျွန်တော်တို့ဒီအလံကတော့ဗြိတိရှားတွေအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းအသုံးပြုခဲ့တဲ့British Burma အလံပဲဖြစ်ပါတယ်ဒီအလံရဲ့ဘက်ပေါ်တောင်နားမှာတော့သူတို့ရဲ့ဗြိတိရှနိုင်ငံရဲ့ unit jet ပါရှိပြီးဒီတိတ်ပဲဟာမြန်မာနိုင်ငံဟာဗြိတိရှကိုလိုနီနိုင်ငံဖြစ်ခဲ့ကြောင်းကိုဖော်ပြတာပေါ့ဗျာညာဘက်ဆောက်ဝိုင်းအတွင်းမှာရှိတဲ့ငှက်ပုံအမှတ်တစိတ်မြန်မာနိုင်ငံကိုကိုစားပြုတဲ့အဓိပ္ပာယ်သင်္ကေတတစ်ခုဖြစ်တယ်မြန်မာနိုင်ငံကိုဗြိတိရှကိုလိုနီတွေမြန်မာပြည်သူတွေမြန်မာနိုင်ငံကိုဗြိတိရှကိုလိုနီတွေအုပ်ချုပ်ခဲ့စဉ်ကမြန်မာပြည်သူတွေဟာလွတ်လပ်ရေးအတွက်စက်တိုက်ကြိုးပမ်းခဲ့ကြပြီး1943ခုနှစ်မှာလွတ်လပ်ရေးကိုပြန်လည်ရရှိခဲ့ပါတယ်။ဂျပန်ခေတ်နိုင်ငံတော်အလံ1943 1943ခုနှစ်မှာဂျပန်တို့ရဲ့ထောက်ပံ့မှုနဲ့မြန်မာနိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေညာခဲ့ပြီးဒီအလံကိုအသုံးပြုခဲ့တာပါ။ဒီအလံမှာကအဝါအစိမ်းအနီဆိုပြီး3ရောင်ပါဝင်ပြီးအလယ်မှာကဒေါင်းအမှတ်တစိတ်ကိုထည့်သွင်းထားခဲ့ပါတယ်။ဒေါင်းရဲ့အဓိပ္ပာယ်ကမြန်မာလူမျိုးများရဲ့ဂုဏ်သိက္ခာနဲ့လွတ်လပ်ရေးကိုကိုစားပြုတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီအလံကို2နှစ်လောက်ပဲအသုံးပြုခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ပြောင်းလဲခဲ့ပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံအလံ1948 1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးဒီအလံကိုနိုင်ငံတော်အလံအဖြစ်စတင်အသုံးပြုခဲ့ပြန်ပါတယ်။အလံရဲ့အနီရောင်နောက်ခံပေါ်မှာကျယ်ပြူကြီးတစ်လုံးပါဝင်ပြီးဘယ်ဘက်အပေါ်တောက်မှာတော့အပြာရောင်အကွက်ထဲမှာကျယ်လေး5လုံးပါဝင်ပါတယ်။ကျယ်လေး5လုံးရဲ့အဓိပ္ပာယ်ကတော့ဒီခေတ်ထိုခေတ်တိုင်းရင်းသားလူမျိုးကြီး5မျိုးကိုကိုစားပြုဖို့ရေးဆွဲခဲ့တာလို့လည်းသိရပါတယ်။ဒီအလံဟာလွတ်လပ်ရေးရပြီးနောက်မြန်မာနိုင်ငံရဲ့ပထမဆုံးနိုင်ငံတော်အလံဖြစ်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံအလံ1984 1984ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရနိုင်ငံတော်အလံကိုထပ်မံပြောင်းလဲခဲ့ပါတယ်။အပြာရောင်အကွက်ထဲမှာဆက်သွားတစ်ခုစပနံနဲ့ကျဲများပါဝင်ပါတယ်။ဆက်သွားကအလုသမားတွေကိုကိုစားပြုခြင်းစပနံကတောင်သူလယ်သမားတွေကိုကိုစားပြုခြင်းကျယ်တွေကပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုကိုစားပြုတယ်လို့သိရပါတယ်။ဒီအလံကို2010ခုနှစ်အထိတော့36နှစ်ကြာသုံးခဲ့လို့သိရပါတယ်။ဒီအလံတွေအသီးသီးတွေကဒီအလံကသက်တမ်းအကြာဆုံးလို့ပြောရမယ်။လက်ရှိမြန်မာနိုင်ငံအလံ2010ယနေ့ထိ2010ခုနှစ်အောက်တိုဘာလ21ရက်နေ့ခုလက်ရှိအသုံးပြုနေတဲ့အလံကိုစတင်အသုံးပြုခဲ့တာပါအလံမှာကဝါစိန်နီဆိုပြီးအယောင်3ယောင်နဲ့အလယ်မှာကျယ်ပြူကြီးတစ်လုံးပါဝင်ပါတယ်ပါဝင်တဲ့အယောင်တွေရဲ့အဓိပ္ပာယ်ကတော့အဝါရောင်ကစီးလုံးညီညွတ်မှုအစိမ်းရောင်ကငြိမ်းချမ်းရေးတဘာဝပတ်ဝန်းကျင်နဲ့ဖွဲ့ပြိုးတိုးတက်ရေးကိုကိုစားပြုပါတယ်
အနီရောင်ကရဲစွမ်းတက်သည့်နဲ့ဇွဲလုံးလကိုစားပြုပြီးသူတို့ရဲ့အလံကကျယ်ပြူကြီးကသူတို့ရဲ့အလဲကကျယ်ပြူကြီးကပြည်ထောင်စုမပြိုကွဲရေးစီးလုံးညီညွတ်ရေးကိုစားပြုတယ်လို့အဓိပ္ပာယ်ရပါတယ်ဒါဟာယနေ့အချိန်ထိကျွန်တော်တို့မြန်မာနိုင်ငံရဲ့တရားဝင်နိုင်ငံတော်အလံပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲမြန်မာနိုင်ငံရဲ့အလံတွေဟာခေတ်အဆက်ဆက်နိုင်ငံရေးသမိုင်းတွေနဲ့လူအဖွဲ့အစည်းအပြောင်းအလဲတွေကိုထင်ဟပ်ပြသခဲ့ပါတယ်အလံတစ်ခုချင်းစီဟာမြန်မာနိုင်ငံရဲ့သမိုင်းစာမျက်နှာတစ်ခုချင်းစီကိုလှန်ပြနေတယ်လို့ပါပဲအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဝေယံ knowledge မြန်မာရဲ့ဝေယံပဲဖြစ်ပါ